လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတနေရာနဲ့တနေရာကိုခရီးသွားဖို့အတွက်မြင်းလဲတွေလေတွေနဲ့တိရစ္ဆာန်တွေကိုအသုံးပြုခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့လေတွေထပ်ပို့ပြီးတော့အရွယ်စားကြီးမားတဲ့ရက်လင့်သင်္ဘောတွေကိုရေကြောင်းခရီးလမ်းအတွက်အသုံးပြုခဲ့ကြပြီးကုန်းတွင်းပို့ဆောင်ရေးအတွက်ဆက်ရန်ရပါတဲ့ကားတွေဆိုင်ကယ်တွေကိုအသုံးပြုခဲ့ကြပါတယ်။ဒီလိုမျိုးဆင့်ကဲတိုးတက်ပြောင်းလဲလာမှုနဲ့လမ်းမဆက်တဲ့ရေကိုပိုကောင်းအောင်အမျိုးမျိုးစူးစမ်းခဲ့ပေမဲ့ဝေးလံလာတဲ့ခရီးတွေကိုသွားမယ်ဆိုရင်တော့ရက်ပေါင်းများစွာလပေါင်းများစွာအချိန်ပေးနေရစေဖြစ်ပါတယ်။ဘာလို့လဲဆိုရင်လူသားတွေကလေပေါ်မှာပြန်သမှုအတွက်စိတ်ကူးမရှိခဲ့ကြလို့ပါ။အခုဆိုရင်နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားပင်လယ်တွေကနာရတွေနဲ့တောတောင်တွေကိုဖျက်ဆီးပြီးတော့ခရီးသွားဖို့အတွက်အချိန်ကအရင်မကြာတော့ပါဘူး။နိုင်ငံအနှံ့ပြားမှာလေယာဉ်တွေကိုအသုံးပြုပြီးပြန်သန်းသွားလာနေတာကြောင့်နိုင်ပိုင်းအတွင်းမိုင်မောင်းများစွာကိုသွားလာနိုင်ပြီဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုမျိုးပြန်သန်းမှုအတွက်စတင်ခဲ့တဲ့သူကဘယ်သူလဲ။ Wright Brothers ဆိုပြီးတော့လူသိကြတဲ့ညီကိုနှစ်ယောက်ကတာမန်လူငယ်လေးတွေပါပဲ။သူတို့ညီကိုတွေကပညာရည်ချင်းအနေနဲ့ဘွဲတော်မရှိတဲ့အပြင်ငွေကြေးချမ်းသာတဲ့သူတွေလည်းမဟုတ်ကြပါဘူး။ဒါပေမဲ့ဒီလူငယ်လေးနှစ်ဦးကလူတွေမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အရာကိုမှအိမ်မက်တစ်ခုအဖြစ်ဆွဲလန်းခဲ့ကြပါတယ်။အဲ့ဒါကတော့လူသားတွေကောင်းကင်ဘုံမှာပြန်သန်းမှုအတွက်သက်သေပြဖို့ဖြစ်ပါတယ်။ Wright Brothers တို့လေယာဉ်မြန်ကိုမတူချင်ခင်ရှေ့ကာလတွေမှာတော့လူတွေကပြန်သန်းမှုအတွက်ကိုယ်ခန္ဓာမှာအတောင်မလို့ကြီးမားတဲ့အရာတွေတက်ဆင်ပြီးတော့တောင်ပေါ်လိုအမြင့်နေရာကနေခုန်ချပြီးပြန်သန်းမှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဆင်းသက်ဖို့အတွက်လုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပြီးတော့မယူရဲဆန်တဲ့ဆွမ်းစားမှုဖြစ်တာကြောင့်အသက်မှာဆုံးရှုံးရတဲ့အထိဖြစ်ခဲ့ပါတယ်။ Wright Brothers တို့ညီကိုရဲ့အိမ်မက်ကထူးခြားခဲ့ပါတယ်။သူတို့ငယ်စဉ်ကလေးဘဝတုန်းကသူတို့ရဲ့ဖခင်ကဝါးနဲ့တက်သားကိုအသုံးပြုပြီးဖန်တီးထားတဲ့အယုတ်လေးတွေကိုကစားစရာအဖြစ်ပြုလုပ်ပေးခဲ့မှုပါတယ်။အဲ့ဒီရုပ်ကပန်ကာလိုဒလက်တွေပါရှိပြီးတရေခွင်းလိုမျိုးရဘာကျိုးကိုလက်ပတ်ပြီးအသုံးပြုတဲ့အခါမှာတော့လေပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ညီကိုကလူသားတွေကဘယ်တော့မှပြန်တန်းနိုင်မှာလဲဆိုတာကိုမေးခွန်းထုတ်ခဲ့ပြီးဒီမေးခွန်းတို့အဖြေကိုစတင်ပြီးတော့ရှာဖွေခဲ့ပါတယ်။ပြန်တန်းမှုအတွက်စိတ်ကူကိုတခြားသူတွေစီကိုပြောပြတဲ့အခါမှာလူတွေကသူတို့ညီကိုကိုလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ရင်မောဟတိုက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ညီကိုနှစ်ဦးကတော့လူတွေကိုဂရုမစိုက်ပဲအိမ်မက်တွေကိုစတင်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ပြန်တန်းနိုင်တဲ့ငှက်တွေကိုကြည့်ပြီးတော့မှတောင်ပန်တွေကိုဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ပညာရေးနဲ့ပတ်သက်လို့ဘာမှမသိတဲ့ညီကိုနှစ်ဦးကနေ့ဘက်မှာဆိုလို့ရှိရင်ဆိုင်ငယ်ပြင်းတဲ့အလုပ်ကိုလုပ်ပြီးတော့ညဘက်မှာဆိုရင် aerodynamics နဲ့ physics လိုစာအုပ်တွေဖတ်ပြီးတော့လေ့လာခဲ့ပါတယ်။သူတို့သိချင်တဲ့အကြောင်းအရာတချို့အတွက်ပညာရှင်တွေကိုစာရေးပြီးအကူအညီတောင်းခဲ့ပေမဲ့လည်းဒီလိုရှုခံခဲ့ရပါတယ်။ဒါပေမဲ့သူတို့ညီကိုကလုံးဝလက်မလျှော့ဘဲနဲ့လေ့လာမှုတွေကိုဆက်လုပ်ခဲ့ပါတယ်။ဝေဟင်မှာဟန်ချက်ကိုထိန်းသိမ်းပြီးဖို့အတောင်ပန်တွေရှိပေမဲ့မြေဆွဲအားကိုဆန့်ကျင်မှုအတွက်ဆက်လက်ရှာဖွေခဲ့ကြပါတယ်။ဒါကြောင့်သင်္ဘောတွေမှာသုံးတဲ့ပန်ကာနဲ့မော်တာကိုအသုံးပြုဖို့စိတ်ကူးရခဲ့ပါတယ်။ဒါပေမဲ့သင်္ဘောတွေမှာသုံးတဲ့ပန်ကာတွေကလေပေါ်ကိုပြန်တက်ဖို့အတွက်တော့အလုံးမလုပ်ခဲ့ပါဘူး။ဒါကြောင့်ပဲပန်ကာတွေအတွက်ဒီဇိုင်းတွေကိုထပ်ပြီးရေးဆွဲခဲ့ရပါတယ်။နောက်ဆုံးမှာတော့လေဖိအားကိုထိုးခွင်းမှုအတွက်လေယာဉ်ရဲ့ဥကောင်းပိုင်းဒီဇိုင်းနဲ့လေယာဉ်ပြန်သန်းမှုအတွက်လိုအပ်တဲ့အချိန်အတွက်အောက်ခြေမှာဘိန်းတွေကိုတက်ဆင်ခဲ့ပါတယ်။လေယာဉ်ရဲ့ကိုယ်ထည်ပိုင်းအတွက်တစ်သားနဲ့ရာဘာကိုအသုံးပြုခဲ့ကြပါတယ်။1900ခုနှစ်မှာစတင်ပြီးတော့ပြန်သန်းမှုတွေပြုလုပ်ခဲ့ပေမဲ့အချိန်ပေါင်းများစွာကြာရှုံးခဲ့ရပါတယ်။1903ခုနှစ်ဒီဇင်ဘာလရဲ့အေးစတဲ့နေ့တစ်နေ့မှာတော့လိုအပ်ချက်တွေကိုပြင်ဆင်ပြီးပြန်သန်းမှုကိုထပ်မံစတင်ခဲ့ပါတယ်။ဒီချိန်ပြန်သန်းမှုမှာတော့12စက္ကန့်ကြာမြင့်ခဲ့ပြီးပွာဝေးအနေနဲ့ပေ120အထိရောက်ရှိခဲ့ပါတယ်။ဒါဟာလူသမိုင်းတစ်လျှောက်ပထမဆုံးပြန်သန်းမှုလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Wright Brothers ညီကိုကကျင်းတဲ့အာရမှုမရှိခဲ့ပါဘူး။ပို့ပြီးတော့မြင့်ပို့ပြီးတော့ဝေးပြီးတော့ဘယ်ညာဟန်ချက်ထိန်မှုအတွက်စိတ်ကူးမှရှိခဲ့ပြီးအကောင့်ထဲတွေကိုစတင်ဖော်ခဲ့ပါတယ်။သူတို့လေယာဉ်ရဲ့လိုအပ်ချက်တွေကိုလေ့လာပြီးနောက်ပိုင်း1908ခုနှစ်ကနေ1909ခုနှစ်အထိအချိန်ပေါင်းများစွာပြန်သန်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနှစ်တွေအတွင်းပြန်သန်းမှုများစွာပြုလုပ်ခဲ့ပြီးအောင်မြင်မှုအနေနဲ့39မိနစ်ကျော်ကြာတဲ့ပြန်သန်းမှုကိုပြုလုပ်နိုင်ခဲ့ပါတယ်။အကွာဝေးအပြင်မိုင်ပေါင်း24မိုင်ထိပြန်သန်းနိုင်ခဲ့ပါတယ်။အခုဆိုရင် Wright Brothers တို့စတင်ခဲ့တဲ့ခြေလှမ်းကြောင့်ပိုကောင်းတဲ့နည်းပညာနဲ့ခိုင်ခန့်တည်သက်လာပါတဲ့လေယာဉ်တွေဆိုတာကဖြစ်လာခဲ့တာပါ။ဒီလိုတည်ထင်မှုကြောင့်ပဲလူသားတွေအတွက်လည်းများစွာအထောက်အကူပြုအကျိုးဖြစ်ဆုံးခဲ့ရပါတယ်။တကယ်လို့ကိုကအိမ်မက်တွေရှိလာတဲ့အခါတခြားသူရဲ့ဝေဖန်တာတွေကိုဂရုစိုက်နေဖို့မလိုအပ်ပါဘူး။နောက်ပြီးတော့တခြားသူတွေစီမှာကိုကြီးကိုတောင်းခံတာထက်ကိုယ်တိုင်လေ့လာပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲလိုအပ်တာပါ။နောက်ဗီဒီယိုမှာဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်